ဒီနေ့မှာတော့ရုစီကအခုလိုမိုးရသည်နဲ့အရန်အောင်လိုက်ဖက်တဲ့ဝက်မြစ်ချင်ပူပူဆက်ဆက်လေးကိုချက်ပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဝက်သား30သားကိုရေစင်အောင်ဆေးထားပြီးတော့စနွေးမုတ်အချိုမုတ်စားတို့နဲ့ရောပြီးတော့သမအောင်နေပေးထားလိုက်ပါမယ်။အခုလိုမျိုးအားလုံးနှောင်နေပေးပြီးသွားပြီဆိုလို့ရှိရင်15မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်။မြစ်ချင်20သားနဲ့ကျက်သွန်နီးကျက်သွန်ဖြူတို့ကိုလည်းဟင်းချက်ဖို့အစင်သင့်နေထားရောက်တဲ့အထိလုပ်ပေးထားလိုက်ပါမယ်။အားလုံးပြင်ဆင်ပြီးပြီဆိုလို့ရှိရင်တော့အိုးတွေကိုစီအနှဲငယ်လောက်ထည့်ပြီးတော့အပူပေးထားလိုက်ပါမယ်။စီပူလာပြီဆိုလို့ရှိရင်ခုနကနှုတ်ဆင်ထားတဲ့ကျက်သွန်နီးနဲ့ကျက်သွန်ဖြူလေးတွေကိုထည့်ပြီးစီသက်ပေးလိုက်ပါမယ်။ကျက်သွန်အနှံ့လေးမွေးလာပြီဆိုလို့ရှိရင်အစိမ်းမုတ်ခေါ်အယောင်တင်မုတ်ကိုထည့်ပြီးတော့စီထပ်သက်ပေးလိုက်ပါမယ်။အဆက်ရတာတော့ငယ်သီးခွဲချမ်းလေးတွေကိုပါနည်းနည်းလောက်ထည့်ပြီးစီသက်ပေးလိုက်ပါမယ်။အဆက်ကြိုက်လို့ရှိရင်တော့အများကြီးထည့်လို့ရပါတယ်။ရိုစီကတော့အဆက်မဆိုင်နိုင်လို့နည်းနည်းပဲထည့်ထားပါတယ်။အနံလေးမွေးလာပြီဆိုလို့ရှိရင်တော့အရသာနှက်ထားတဲ့ဝက်သားတွေကိုထည့်ပြီးစီသက်ပေးလိုက်ပါမယ်။ဝက်သားလေးတွေအရပြောင်းလာပြီဆိုလို့ရှိရင်တော့မြစ်ချင်ကိုပါတစ်ခါရဲရောပြီးတော့ထည့်မှုပေးလိုက်ပါမယ်။ချင်တဲ့ဝက်သားအကုန်လုံးသမသွားပြီဆိုလို့ရှိရင်တော့ရေကိုဝက်သားမျိုးထည့်ပြီး45မိနစ်လောက်တည်ထားပေးလိုက်ပါမယ်။အချိန်လေးစီပြီးအနံ့လေးလည်းမွေးလာပြီဆိုလို့ရှိရင်တော့ရုပ်သီးစိမ်းလေးနည်းနည်းကိုထည့်မွေပြီးမိပိတ်ပေးလိုက်ပါမယ်။အားလုံးပြီးသားပြီဆိုလို့ရှိရင်တော့အခုလိုမျိုးဝက်မြစ်ချင်ပူပူဆက်ဆက်မှုမှုလေးတစ်ပွဲကိုရပါပြီ။အခုလိုမျိုးအရသာရှိပြီးတော့အရန်လွယ်တဲ့အချက်လေးကိုသိသွားပြီဆိုတော့အပြစ်မှဈေးကြီးပေးဝယ်မစားတော့ဘဲနဲ့ကိုယ့်ကိုလိုက်ပြီးတော့ချက်စားကြည့်ကြရအောင်နော်။နောက်ဗီဒီယိုလေးတွေအတွက်ကိုလည်း like က follow လုပ်ပေးတော့ကြပါဦးရှင်။